ပိုင်းညီနေရလားတော့မသိဘူးအပေါ်လမ်းမလေးလော်လေးကတော့သွား dance ကောင်းအောင်မယ် H-Money River တိုင်းပဲနောက်လျှောက်လေးကွန်စီးဖြောက်အပေါ်လမ်းတော့ပြေးတက်ဝိုင်းမတော့ဖိုးချမယ်နေသားတခုမှဟာရဘူးသားလာမယ်ဆိုတော့နောက်ကျသွားနိုင်နေထားတာမတ်စမန်3កောင်ဝိုင်းပြနေတယ်မတော့ Gloria ပတ်ဝေးပေးထားတယ်မတော့လော်လေးတော့ dash Retreat power နဲ့မတော့ Title Strike Tsunami နဲ့ dash ပါလာပြီ dash ပြန်ထွက်ထားတယ်ဟိုဘက်မှာ Cherokee ပိုင်းနဲ့မတော့ဆိုမှ dash ကိုပဲခဲဝိုင်းနဲ့မတော့ stick ဖြတ်ချလိုက်နေနေသားတခုမှရေးလေးလည်းပြန်ပေးထားတယ်4ယောက်ထက်ချနေတော့မ Land of Flame ထပ်ကင်ပေါင်းမယ် phobia damage နဲ့1ပြစ်ချဝိုင်းနဲ့ double game stick ထပ်ပေးလိုက်နေမတော့မလီနာကြောင်းတော့ damage နဲ့ကောင်းတော့ game ပေးဖို့ကြိုးစားမယ်မလဲဟိုဘက်မှာ blink တကောင်တေဖို့တော့ရာခိုင်နှုန်းများသွားပြီဒီဘက်မှာလည်းဟန်ကျွန်တော်ပြေးနေရပြီနောက်မှလည်းကျွန်တော် new go ထပ်ပြီးတော့လိုက်လာခြင်းနေသေးတယ် KH ဗဒန်ကြီးကာနဲ့တော့ထပ်ဖမ်းဖို့တော့လုပ်နေမယ်မလဲဟန်နဲ့ကျွန်တော်ဒီဘက်မှာလီနာနှစ်ကောင်နဲ့ကာဖို့တော့မဖြစ်နိုင်တော့တယောက်မို့ရင်တော့တယောက်ကထမ်းမင်းနေတာ fair ကောင်ကျွန်တော်ဒီဘက်မှာလည်းစန်ကြီးအလဲလမ်းမယ်ကတော့ထပ်ယူပြီးတော့ပဲပေါ်လမ်းလုံးနေတူဒီခါလေးတန်းရမလားဟာဘူးသာ quick share တို့နောက်မှာတော့ဟန်တောက်လျှောက်လေးတော့ Cherokee ပိုင်းပြီးတော့အကောင်းဆုံးကာဖို့တော့ကြိုးစားနေမှာလီနာထပ်ပြီးတော့ damage လေးပေးအောင်လားဟိုဘက်မှာလည်းဘေးနီသုံးကြီးတော့ပြေးချိုးဝမ်းမှာ game ဘောကနေပေးဟန်မှာတေးသွားနေမှာနောက်ဆုံးမှာတော့ game number 1 Falcon Esport ရန်ကုန် Galactico တော့စတင်ပြီးတော့နိုင်ရရှိသွားခဲ့နေပြီ1-0ဆိုရရလနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်